အဖမင်းသားက6ရွံဆိုပြီးတရွာလုံးရဲ့လိုင်းကြီးတိရကြီးကိုပျက်စီးစေခဲ့တယ်မင်းမဘာမျက်နှာရှိလို့ဒီမှာဒူးထောက်နေတာလဲငါအိမ်ကစိုက်ပျိုးရေးပစ္စည်းဆိုင်ကျွေး2000လဲပျက်စီးသွားပြီအဖရဲ့ခေါင်းတလားဖိုးတောင်ထည့်ထားတာပါအသက်ရှင်ရတာစစ်တပ်ရတယ်လို့ပဲအဖေမဟုတ်ဘူးဒါလွန်ခဲ့တဲ့3ရက်ကရွာကိုတရင်လွင့်တဲ့နေမနဲ့ခင်ဘာငင်းနေတာလဲပတ်စံရေးပြီးရင်ရွာထဲသွား3ရွံနဲ့ရွာတရွာလုံးဝင်မယ်လို့ပြောလိုက်မင်းတို့တဖြည်းဖြည်းခူးကြပါကားကိုဆောင်ပါတဲလုံစလိုင်းကြီးတိဧကထောင်ကြီး6ရွံနဲ့အကုန်ဝယ်မယ်ဟုတ်လားအကုန်ဝယ်မဝယ်မင်းကယူဆိုင်ဆရာလို့လားတောင်သူတွေဆိုတာမင်းမသိသေးပါဘူးနည်းနည်းမြူလိုက်ရင်ခြေလန်းတောင်မရွှေ့နိုင်တော့ဘူးမျက်စိထဲမှာသူများထက်ပိုရမယ့်နည်းနည်းကိုပဲကြည့်နေတာလောဘဆိုတာသူတို့ရဲ့ကံကြမ္မာပဲမရရရင်အလကားပဲငါမင်းကိုအမှန်တိုင်းပြောရရင်ငါအထက်ကအဲ့ဒီကုန်ချမ်းဘိုးရင်းနှီးငွေကအကျွေးတွေနဲ့နေတိုင်းလောင်းကစားလုပ်နေတာဒီရွာကအသီးတွေဟာငါရဲ့ပြန်ထူထောင်မဲ့အရင်ဒီပဲမင်းလူတွေကိုထိန်းထားပေးစွတ်တာဖြည်းဖြည်းစွတ်လေကောင်းလေပဲ3ရက်နေရင်မိုးရွာတော့မယ်အသီးကောင်းတွေအကုန်ပုတ်ပြီးအမိုက်ဖြစ်သွားမယ်အဲ့ဒါမှငါရဲ့အစီအစဉ်ပဲတူဆောက်နေတာအသီးရိပ်ဖို့မဟုတ်ဘူးအသီးပုတ်ဖို့ပဲဒီလက်ကွက်ကလွန်ခဲ့တဲ့ဘဝတုန်းကငါကိုယ်တိုင်သတင်းလွှင့်ခဲ့တာ2000ခွဲကော်မရှင်အလုပ်ဖြစ်ရင်ပတ်စံရတာနဲ့ပြေးမယ်မီရောငါရောတန့်ရှင်းတယ်အသီးကောင်း6ရွမ်းဒါဆိုအသီးပုတ်ကိုဘယ်လောက်နဲ့ဝယ်မှာလဲကောင်းလေးမင်းဒီနေ့စကားတွေနည်းနည်းများနေတယ်ဖះသခင်ကငါ့ကို3ရက်အချိန်ပေးတယ်ဒီတစ်ခါတော့ငါသတင်းမလွှင့်တော့ဘူးငါဒီလက်ကွက်ကိုအမြင့်ပါတူးပစ်မယ်ဝန်ချွန်ပြန်လာပြီဇွန်ဌာနရဲ့ကားရော6ရွမ်းကဂတိတီရဲ့လားဘာကြီးတို့အတော်တို့ငါဒီနေ့ပြန်လာတာ6ရွမ်းကိုစောင့်ခိုင်းဖို့မဟုတ်ဘူးခင်ဗျားတို့ကိုမြန်ခူးခိုင်းဖို့ပုံမှန်ဈေးနဲ့ရောင်းဖို့ပဲမြန်ရောင်းမနေ့ကဘသူကအိမ်တိုင်းစိတ်လိုက်ပြောတာလဲဇွန်ဌာနက6ရွမ်းနဲ့အကုန်ဝင်ပဲမြန်စောင့်ခိုင်းတာလေဒီနေ့ကြဘာဖြစ်တာလဲမင်းကဇွန်ဌာနရဲ့လူမဟုတ်ဘူးလားညရင်းချင်းတင်မျက်နှာပြောင်းသွားတာပဲ3ရက်နေရင်မိုးကြီးရွာတော့မယ်ဒီရက်ပိုင်း6တွေ့နေတာမလိုက်ချီသည်အခွန်တွေတင်းကျပ်နေတာမိုးကြီးတစ်ကြိမ်ရွာချလိုက်တာနဲ့အတီးထဲရေတွေအများကြီးစုပ်ယူပြီးအခွန်ကတောက်မထားနိုင်တော့ဘူးတညာတဲ့နဲ့အတီးတွေအကုန်ကွဲပြီးပုတ်ကုန်နေမယ်မိုးကောင်းကင်ကကြည်လင်နေတာပဲတိမ်တဆန်းမှမရှိဘူးမင်းပြန်လာတာနဲ့လူတွေကိုလာချောက်မနေနဲ့ဟုတ်တယ်6ရွံဆိုတဲ့ပတ်စံတော်မျက်စိရှိရောက်နေပြီးဘသူကမင်းရဲ့ချိန်စာကိုနားထောင်ပါလဲလွန်ခဲ့တဲ့ဘဝကဒီစကားကိုငါလည်းတစ်ခေါက်ပြောခဲ့ဘူးလေငါကောင်ကပြန်ပြောပြတာအဲ့ဒီတုန်းကငါစုံဝမ်းနားမှာရက်နေခဲ့တယ်မင်းငယ်ငယ်ကလေးကရွာထဲကကလေးတွေထက်အုံနောက်ရှိတယ်မင်းအမေစောစောဆုံးသွားတော့ငါယောက်ျားရင်ကြီးတယောက်တည်းအဖေရောအမေရောလုပ်ခဲ့ရတာမင်းကိုစိုက်ပျိုးရေးပစ္စည်းဆိုင်အောက်မှာအလုပ်ရအောင်ပို့ပေးခဲ့တယ်ရွာမှာဘသူကငါဝန်ကွန့်ကိုမချီမုံပဲနေဘူးလဲတာတော်တော်လေးရှိတယ်ဆိုပြီးဒီနေ့မနေ့ငါတော့ရွာတရွာလုံးရှိမှရင်ဘက်ကိုလက်နဲ့ပုတ်ပြီးပြောခဲ့တာငါပြောခဲ့တယ်ငါသားကဒီလုံမှာလောက်တာသူ6ရွံဆို6ရွံပဲလို့ငါစိုက်ပျိုးရေးပစ္စည်းဆိုင်ကကျွေး2000ကိုလည်းငါတို့ရဲ့9ဧကခြံထဲထည့်လိုက်ပြီး6ရွံပေးမဲ့ကားကိုပဲစောင့်နေတာအဖေအဲ့ဒီ6ရွံဆိုတာအလိမ်ညာတွေပါဇွန်ဌာနကအကုန်ဝယ်ဖို့လုံးဝမရည်ရွယ်ဘူးသူကဒီအပိုင်းမိုးရွာမှာကိုပဲစောင့်နေတာမပုတ်သေးပါဘူး1ကီလိုကိုပြားနေနဲ့ဝယ်ပြီးဖြော်ရည်စက်ရုံပို့မလို့အောက်ကရမပြောနဲ့သူများတွေပတ်စံပေးပြီးမင်းတို့ငါမူစမ်းသက်တီးနှံ6ရွံပေးတာငါတို့စရင်နဲ့အတီးတကျရောက်ပြီးငါစုဖုံးထဲမှာပူပူနွေးနွေးရှိသေးတယ်အဖေငါပြောတာနားထောင်သူဝယ်တာစမ်းသက်တီးနှံငါမူစမ်းသက်တီးနှံဈေးကတောင်စောင်းတစ်ခုလုံးရဲ့ဧကထောင်ကနန်းနဲ့ညီနိုင်မလားသူကဒီငါမူနဲ့ရွာတရွာလုံးကိုလှည့်စားနေတာချွမ်းအားမင်းအပြင်မှာသူများနဲ့ပြဿနာတက်ပြီးအလုပ်ပြုတ်လာလို့ရွာတရွာလုံးကိုဒေါသလာထွက်နေတာလားမင်းအဖေတခြားမသိပေမဲ့လူလို့ရင်ဂတိမတီတာမျိုးမလုပ်ရဘူးမနဲ့တစ်မျိုးညတစ်မျိုးနဲ့ငါမျက်နာဘယ်နာသွားထားရမလဲငါဘယ်လိုပြောရမလဲဒီချင်းကမင်းသားကိုယ်တိုင်ထောင်ထားတာလို့ပြောရမလားအဖေကိုဒုက္ခပေးတဲ့သူကငါဘာလို့ပြောရမလားအဖေတခြားဟာတွေမယုံရင်နေငါ့ကိုဒီတစ်ခါတော့ယုံပေးပါဒီတီးနှံတွေတကယ်စောင့်လို့မရတော့ဘူးအောက်ကလူတွေပြောတာငါကြားတယ်မင်းမနက်ကရွာထဲမှာအားလုံးကိုအမြန်ရောင်းဖို့လှည့်ပြောနေတယ်ဆိုငါမိုးရွာမှာကြောက်လို့မိုးကငါအတွက်တော့မိုးပဲသူတို့ကြကြစောင့်လေပို့ပုတ်လေပဲပုတ်သွားတဲ့တီးနှံကမှငါစီးပွားရေးဒီအကြောင်းငါမင်းကိုတင်ပေးဘူးလေမင်းတည့်ရက်နဲ့မတိချင်အောင်ဆောင်နေတာဘာအတွက်လဲငါမဟန်ဆောင်တော့ရင်ရောကောင်းလေးငါဒီကုန်ချမ်းဖို့အတွက်ပတ်စံတွေအကြာကြီးစိုက်ထားရတာကျွေးရှင်တွေရဲ့ဓာတ်ကငါလည်းပင်မှာတင်နေပြီရွာတရွာလုံးရဲ့တီးနှံတွေငါအရှုံးမခံနိုင်ဘူးမင်းတကယ်ပဲငါဘွဲကိုဖျက်ရဲရင်ငါအလွယ်တကူပဲပတ်စံပို့လို့တဲ့သူကိုရှာလို့ရတယ်မင်းစားသတင်းသွားလွှင့်ခိုင်းလိုက်ုံပဲဒီရွာထဲမှာပတ်စံရေးတကြီးလိုနေတဲ့သူတွေအများကြီးပဲမင်းတယောက်တည်းမဟုတ်ဘူးဒါနဲ့မင်းအဖေဒီနေ့မနေ့ရွာတရွာလုံးရှိမှမင်းအတွက်အာမခံပေးထားတာမင်းဒီပွဲကိုဖျက်လိုက်ရင်မျက်နှာပြက်ပြီးရွာထဲမှာခေါင်းမဖိတ်နိုင်ပဲဖြစ်ရမှာကသူပဲမင်းပါတာမင်းစဉ်းစားကြည့်ဆုံးเสียနောက်3ရက်ကြံသေးတယ်စာချုပ်ပြည့်လို့တပြားမှမရောက်လာရင်ငါတို့နေတိုင်းအိမ်ထိလာပြီးကြွေးတောင်းတာမဆန်းနဲ့အကိုစိတ်ချပါငါလက်ထဲမှာရွာတရွာလုံးရဲ့ဧကထောင်ကနန်းတီးနှံတွေရှိတယ်
3 ရက်ကြာမှမိုးရွာရင်တီးနှံတွေအကုန်ပုတ်ပြီးအကုန်လုံးဈေးပေါ်ပေါ်နဲ့ငါးစီရောင်းရလိမ့်မယ်ငါပြန်လှည့်ပြီးဖြော်ရည်စက်ယုံပို့ရင်အမျက်ကလွယ်လို့မရှုံးဘူး3 ရက်ငါအာမခံတယ်လီကိုငါဝန်ချွမ်းပါဝန်ချွမ်းစုံးဝင်ရဲ့ကိုယ်စလဲဝန်ချွမ်းလားတကောင်ရန်ကြီးပါကိစ္စလဲလီကိုငါတောင်းပန်ပါတယ်အခုကားနဲ့အေးခန်းဆက်တွေကိုတဲပြီးစိုင်းရွာကိုလာကြည့်ပေးပါအကောင်းစားတီးနှံတွေပါ4 ယွန်ခွဲနဲ့တပြားမှမလျှော့ပဲဝယ်ပါမယ်4 ယွန်ခွဲဒါက online store အတွက်ဈေးနှုန်းလေးပို့ဆောင်ရေးစရိတ်တွေပါအကုန်ပါပြီးသားမင်းတို့ရွာကလူတွေ6 ယွန်ဆိုပြီးမျက်စိကျနေကြတာကြားရလားဒါအပြင်မင်းကစုံးဝင်ရဲ့လူမဟုတ်ဘူးလားမနှက်ပြန်စားချုပ်ချုပ်တော့မယ်ဒါကဘာလုပ်တာလဲငါအဖေရဲ့ဂုံတိတ်ခါကိုမထိခိုက်ပါရစေနဲ့တောင်တစ်ခုလုံးရဲ့တီးနှံတွေကိုမိုးထဲမှာမပုတ်ပါရစေနဲ့လီကိုငါ့ကိုဒီတစ်ခါယုံပေးပါမနှက်ပြန်စောစောလာပေးပါမရရင်ငါတအိမ်တဆင်းဥခိုက်တောင်းပန်ပါမယ်မနှက်ပြန်ငါလာခဲ့မယ်ဒါပေမဲ့စကားဆိုးရောပြောထားမယ်လူတွေစိတ်တက်မညီရင်တော့မရဘူးမင်းအမေကပတ်စံလုံးနေတဲ့မင်းရဲ့နောက်ရာဒီကျောင်းကအတွက်ဒီပတ်စံ2000ကိုစောင့်နေတာမဟုတ်ဘူးလားငါ့ကိုလာရှုပ်မနေနဲ့တထေးစွန်းစီကပတ်စံယူပြီးကိစ္စမရှင်းပေးရဘူးလားငါယူတော့မင်းကဘာလို့မရတာလဲငါယူဘူးတယ်ဒါကြောင့်ဒီပတ်စံကဘာပတ်စံလဲဆိုတာငါအတိဆုံးပဲမြူးလီတထေးစွန်းလိုချင်တာရွာတစ်ခုလုံးကိုထိမ့်ပေးဖို့မဟုတ်ဘူးဒီမိုးထဲမှာရွာတစ်ခုလုံးကိုထိမ့်ပေးမဲ့မင်းကိုလိုချင်တာတီးနှံတွေပုတ်သွားရင်သူကတပြားနှစ်ပြားနဲ့တိမ်းမှမင်းယူထားတဲ့2000ဆိုတာရွာသားတွေဆုံးရှုံးရမယ့်သွေးဆက်တွေပဲငါ့ကိုလာမချောင်းနဲ့တထေးစွန်းကစာရွက်ပေါ်မှာအဖြူမဲစာရေးထားပြီးသား6 ချက်နဲ့အကုန်ယူနေတဲ့သူ့ကိုယုံလို့ပိုထွက်လာတဲ့နှစ်ပြားက6 ချက်နဲ့စောင့်နေတဲ့သူတွေနဲ့အတူတူပဲမင်းအတိဝင်လာတဲ့အခါမင်းအမေစေးဖို့နေနေကရွာတစ်ခုလုံးရဲ့တီးနှံတွေနဲ့အတူစိုက်ခင်းထဲမှာပုတ်သွားလိမ့်မယ်အဲ့ဒီအချိန်ကျရင်မင်းပိုက်ဆံမရယုံတယ်မကဘူးရွာတစ်ခုလုံးကိုလိန်သွားတဲ့နူးလီဆိုတဲ့မကောင်းတဲ့နာမည်ကိုပါသက်ဆုံးတိုင်ထမ်းသွားရလိမ့်မယ်ဖယ်ဆန်းမင်းဘာသာတစ္ဆာဖောက်လုပ်ခဲ့ပြီးအခုမှဘာလာဟန်ဆောင်နေတာလဲငါမင်းကိုမယုံဘူးလုံးဝမယုံဘူးအဲ့ဒီတကားဘဝအဆက်ဆက်ကငါကိုယ်တိုင်ပိတ်ခဲ့ဘူးတယ်မယုံတဲ့သူကိုဖြောင်းဖြရတာမိုးပေါ်တက်ရတာထက်ခက်တယ်ဒါပေမဲ့ငါမဖြောင်းဖြရင်သူဟာနောက်ထပ်ငါတယောက်ဖြစ်လာလိမ့်မယ်တာဝန်းရွာကလိုင်းကြီးတကြားတဲ့ဆက်8 2တီးနှံပုံစံကြီးတယ်ဒီတီးနှံက online store နဲ့ supermarket တွေမှာရောင်းလို့ရတယ်4 ချက်ခွဲတာပေမဲ့တထေးစွန်းက6 ချက်ပေးတာလေပြောစမ်းငါတခုမေးမယ်တထေးစွန်းရဲ့အေးခန်းကဘယ်မှာလဲအေးတူလောင်ယုံဘယ်မှာလဲအတန်းစားခွဲတဲ့ line ဘယ်မှာလဲ supermarket တွေ online store တွေနဲ့စာချုပ်ချုပ်ထားတာအဖြူအမဲပြနိုင်လို့လားလီကောရဲ့ကဒီမှာရှိတယ်စစ်ဆေးတဲ့ဆက်ဒီမှာရှိတယ်အေးတူလောင်ယုံကမြို့မှာရှိတယ်တီးနှံကိုဒီနေ့ခုဒီနေ့စစ်ဒီနေ့တူလောင်ယုံတွင်းပြီးမနှက်ဖြန်ဆေးကွက်ထဲရောက်မယ်တထေးစွန်းကရောရွာတစ်ခုလုံးမှာ6 ချက်တန်ဖြတ်ပိုက်တရွက်ပဲရှိတယ်စုပ်ယူတာကငါအဖေရဲ့ငါဧကတီးနှံပဲငါအားလုံးကိုမေးပါရစီငါဧကတီးနှံရဲ့ဈေးကဘာလို့တောင်တစ်ခုလုံးကဧက1000တီးနှံဈေးနဲ့အတူတူဖြစ်ရတာလဲဟုတ်တယ်ဒီလိုပုံစံပဲငါဧကတီးနှံက6 ချက်တောင်တစ်ပြင်လုံးကတီးနှံနဲ့ဘာလို့ဈေးတူရတာလဲချမ်းရှောင်းအားမင်းသူရဲ့စကားအချိုးသက်တာကိုမယုံတဲ့ပတ်စံကစည်ရင်ထဲမှာအစ်စ်မှန်ရှိပြီးသား6 ချက်ဆိုတာ6 ချက်ပဲဒါမှမဟုတ်နည်းနည်းခုကြည့်မယ်လီတထေးရဲ့ကားထဲထက်စစ်ကြည့်မယ်ရမရဆိုတာစမ်းကြည့်ရင်သိတာပဲငါတထေးဆုံးမလာတော့ဘူးလို့ဘသူပြောလဲလူတိုင်းကိုမိတ်ဆက်ပေးပါရစေမြူးလီငါတို့ရွာသားပဲငါခေါ်ထားတဲ့ကိုယ်စလဲအားကိုရတဲ့သူရှိနေရင်ငါတထေးဆုံးရဲ့စကားကတခွန်းဆိုတခွန်းပဲဦးလေးတို့6 ချက်ပါမြူးလီငါကောင်းတဲ့အာမခံတယ်ဘသူမဆိုဒီရဲ့ပိုင်းပတ်စံလို့ရင်ငါရင်ရွာသားတို့ငါကတော့စီးပွားရေးလုပ်ရင်ပွင့်လင်းတာကိုသဘောကျတယ်မြို့ပြင်ကကုန်တဲ့ကိုခေါ်လာပြီးငါဈေးကိုလာရိုက်ခွဲတယ်သူ့စကားကိုစစဉ်းစားကြည့်ဦးသူဒီလိုအထက်အောက်ပြေးလွှားလှုပ်ရှားနေတာဘာကိုလိုချင်လို့လဲဒါပေါ့ကောင်းမွန်တဲ့6 ယုံကိုမယူပဲငါတို့ကိုစေတနာဈေးနဲ့ရောင်းခိုင်းတယ်ဒီထဲမှာလှက်ကွက်ရှိတယ်ငါစကားကိုပွန့်ပွန့်လင်းလင်းပြောမယ်သူကမင်းတို့ဈေးကိုနှိမ်တာတီးနှံကောင်းတွေကိုသူ့လက်ထဲတင်ထားပြီးပြန်လဲတဲ့အခါကျန်တဲ့ဈေးကွက်ချချက်ကိုရယူတာဒါဘသူစီရောက်မလဲမင်းတို့ရှုံးတဲ့ရှော်ချင်းငွေကသူမြက်တဲ့ပတ်စံပဲဒါကိုဘာခေါ်လဲဒါကိုအတွင်းစားအပြင်စားနှစ်ဖက်လုံးကစားတယ်လို့ခေါ်တယ်ငါဈေးနှိမ်ပြီးဘာရမလဲငါဈေးကွက်ချချက်တပြားမှမစားဘူးလီကောရဲ့ဝယ်ယူရေးစာရွက်ပေါ်မှာအဖြူပေါ်မင်ကွက်ထင်နေတာပဲစာရွက်လားစာရွက်ဆိုတာဘသူမဆိုရေးလို့ရတာပဲရွာသူရွာသားတို့မျက်မြင်ကိုယ်တွေ့ပဲငါတထေးဆုံးရဲ့ပတ်စံကမနေ့ကတည်းကဖုံးမိသားစုစည်ရင်ထဲရောက်နေပြီးသူကတော့နှကမ်းမဲ့လှုပ်နိုင်တာမင်းရဲ့ကိုယ်စလဲဆိုတဲ့အဆင့်တန်းကဓာတ်တစ်ချောင်းပဲမင်းရဲ့ကြိုးကုန်းမှာစိုက်ထားတာသူအခုဒီဓာတ်နဲ့မင်းကိုထိုးနေတာဒါကိုကြည့်ကြပါဦးမင်းတို့အားလုံးလာကြည့်ကြငါဝမ်းကွဲညီမနေ့ကဝေယူရေးစခန်းမှာရိုက်ထားတဲ့ဝန်ချွမ်းသူကတထေးဆိုးရဲ့အနောက်မှာရက်ပြီးချင်းခွင်ချင်းတာပတ်စံရည်တာကူညီပေးနေတာသူကတထေးဆိုးရဲ့လူလုံးဝဖြစ်နေတာခိုးသူဟုអော်နေတာမနေ့ကတော့မင်းပြောရဲလိုက်တာတကယ်တော့မင်းကိုယ်တိုင်ကအဲ့ဒီဘက်ကဖြစ်နေတာမင်းငါတို့ကိုလှည့်စားနေတာလားငါအဲ့ဒီဘက်ကဖြစ်နေလို့ပဲတထေးဆိုးဘာလို့မလဲဆိုတာသိတာသူစောင့်နေတာတီးနှံသိမ်းတာမဟုတ်ဘူးအကွက်စင်နေတာဒီအကွက်တွေတော်လိုက်တော့မနေ့ကသူစီကပတ်စံယူတယ်ဒီနေ့လာလိမ့်နေစေတနာဈေးနဲ့ရောင်းခိုင်းတယ်မနှက်ဖြန်ဘသူစီကအကျိုးမြတ်ရအောင်မလဲမသိဘူးကောက်ကျစ်စင်လဲတဲ့ကောင်ပြီးခဲ့တဲ့ဘဝကငါအတင်းမရက်မိလို့တရွာလုံးကိုဒုက္ခရောက်စေခဲ့တယ်ဒီဘဝမှာငါအမှားပြင်ခြင်းပေမဲ့လိမ့်လေသူအဖြစ်ဆွဆွဲခံလိုက်ရတယ်ဒါပေမဲ့ဒီလမ်းကမကောင်းမှုထက်လျှောက်ရတာပိုခက်ခဲတယ်ငါသားကဘလို့လူလဲဆိုတာအဖေဖြစ်တဲ့ငါကမင်းတို့အားလုံးထက်ပိုသိတယ်သူဝေယူရေးစခန်းမှာအလုတ်လုပ်ဘူးလားအဲ့ဒါကောက်ကျစ်တာမဟုတ်ဘူးအလုတ်လုပ်တာသူက6 ယွန်းဆိုရင်6 ယွန်းပဲမင်းတို့သူ့ကိုမယုံရင်အရင်ဆုံးငါဝန်ကွေးကိုလာမေးဝမ်ဖိုးမင်းသားရဲ့တပ်ပုံကိုကြည့်ပါဦး
ဓာတ်ပုံကဘာဖြစ်လို့လဲသူများလက်အောက်မှာအလုတ်လောက်တာသူများနောက်မှာရက်နေတာတဘာဝကြတာပေါ့ငါသားကငငယ်ကလေးကကြီးတဲ့အထိရွာထဲကတပြားမှမလိမ်ဘူးအဖေငါအတွက်အာမခံပေးလေဒီမှုတာဝါဒပြိုလဲတဲ့အခါပိုကျဲလောင်းလေပိုထိခိုက်လေပဲအဖေတခြားလူရဲ့လိမ်လည်မှုအတွက်အဖေတက်နဲ့ရင်းနေရတာအဖေမနှက်ဖြန်အဖေငါအတွက်အာမခံမပေးပါနဲ့တော့အဖေငါအတွက်ပြောပေးလေနောက်ပိုင်းအဖေမျက်နှာပြရလေပဲတောင်းပန်ပါတယ်ငါမင်းအတွက်မမမရက်တီပေးခဲ့တာတရွာလုံးငါ့ကိုကြောခိုင်းတဲ့အထိပဲမင်းကတော့ပြန်လာပြီးငါ့ကိုပါဆက်ပိတ်ခိုင်းနေပေါ့ဝန်ချွမ်းမင်းအပြင်မှာမိုးထီအောင်ဒုက္ခတွေရှာလာပြီးငါ့ကိုထိခိုက်မှကြောက်လို့ဒီလိုအတိတ်ပဲမရှိတဲ့စကားတွေလောက်ကျန်ပြောနေတာလားမင်းကိုမင်းပြန်စဉ်းစားကြည့်ဦးမတက်ရက်ပြီးကြည့်မနေနဲ့ဘာလုပ်နေတာလဲမြန်သွားတတိဆက်ကြောင်းပိုင်ရှင်ကျိုးစီဖုံးဆက်လိုက်ငါဈေးလေးမှုပေးမယ်လို့ပြောလိုက်ဒါဝန်ကြီးရွာကတတိတွေကိုလုံးဝမဝယ်ဖို့တကီလိုမှမဝယ်ဖို့ပြောလိုက်တထေးဆုံးခမည်းဖုံးဆက်တာအလကားပဲဖြစ်လိမ့်မယ်တတိဆက်ယုံဘက်ကိုငါမနေ့ကလေးကသွားပြောထားပြီးသူတို့ဆက်ယုံမှာစီကန့်ရှိတယ်စစ်စစ်ချက်လက်မှတ်ရှိတာပဲလက်ခံတယ်အဆင့်ခွဲခြားထားပြီးတတိရဲ့မူလစမြစ်ကိုလိုက်လံစုံစမ်းနိုင်ရမယ်ဒါဝန်ကြီးရွာရဲ့ဒီတတိစုကခွေတာစစ်ဆေးတာအဆင့်ခွဲတာကနေကားပေါ်တင်တာအထိတခုလုံးကိုငါမျက်စိနဲ့မြင်တွေ့ခဲ့တာစရွက်စာနဲ့စုံတယ်ခမည်းလက်ထဲကမစစ်ဆေးရသေးအဆင့်မခွဲရသေးဘဲကမမတိတဲ့တတိထွေကိုတော့ခမည်းငါမှုပေးငါကြက်ပေးသူတို့တချင်းတော်မထီဘူးအာမခံမယူနိုင်ဘူးငါတခုမှားနေတယ်လို့ပဲသူကတတိဝဲတဲ့သူလေငါတို့ရဲ့တတိပုတ်တွေကိုဘာလို့အရင်စိတ်ဝင်စားနေတာလဲတတိကောင်းကိုကြတော့မလို့ချင်တော့ဘူးဟုတ်တယ်သူမနေကလေးကရွာထဲမှာ6ချက်နဲ့ဝယ်မယ်ဆိုပြီးငါတို့ကိုဖြည်းဖြည်းချင်းစောင့်ခိုင်းတာငါတို့တတိတွေပုတ်သွားအောင်စောင့်ပြီးမှဈေးပေါပေါနဲ့တင်းရိုက်မလို့ဖြစ်မယ်တထေးဆုံးငါမသွားတော့ဘူးမင်းမပြောတယ်မင်းလိုစင်းရဲသားကိုငါပတ်စံပေးပြီးခိုင်းတာမင်းငါကိုညင်းဝင်နေပေါ့ဒီပတ်စံငါမလို့ချင်တော့ဘူးငါအမေရဲ့စေးဖို့ငါညီမရဲ့အကြောင်းအခါအတွက်ငါအုတ်ထမ်းရထမ်းမယ်တောင်းစားရင်တောင်းစားမယ်ဒါပေမဲ့ဒီလိုပတ်စံမျိုးတော့ငါမရှာဘူးငါအနာဂတ်မှာနောက်တရသွားမယ်လို့မဖြစ်ချင်ဘူးပြောပါလို့ဒီလောက်တုံးရတာလဲတထေးဆုံးကငါ့ကိုပတ်စံပေးပြီးအိမ်တိုင်းစေးသွားမိခိုင်းတာမင်းတို့ကိုဆွဲထားပြီးမိုးရွာတာကိုစောင့်ခိုင်းတာငါအမားပါငါဝင်ခံပါတယ်မင်းတို့ငါ့ကိုရိုက်ပါဆဲပါပဲလုပ်လို့ရပါတယ်ကျေးဇူးပြုပြီးတထေးဆုံးကိုမယုံကြပါနဲ့တော့ဆုံးဟောင်းငါမှာအကျွေးတွေအများကြီးတင်နေပြီအဲ့ဒီတတိဖို့ပတ်စံကမနေ့ကလေးကပေးရမှာလေခမည်းရင်ဘက်ကိုလက်နဲ့ပုတ်ပြီးငါတို့ကိုအာမခံခဲ့တာမဟုတ်ဘူးလားဒီတရွာလုံးတတိစိုက်တာမရှုံးစေရဘူးဆိုပတ်စံပဲမှာလဲမလို့ပါနဲ့တတိကအခုပဲရတော့မှာပါတတိဟုတ်လားခမည်းကအလကားကြီးဖြစ်နေပြီခမည်းဘာနဲ့ဆက်မှာလဲဟိတ်ကောင်စုံမင်းငါတို့ကိုတော်တော်ကြံစီခဲ့တာပဲနော်ငါတို့မိုးရွာတာကိုစောင့်ခိုင်းနေငါတို့တတိတွေပုတ်သွားအောင်စောင့်ပြီးဈေးပေါပေါနဲ့တင်းရိုက်မလို့မဟုတ်ဘူးလားနောက်ဆုံးတော့လဲမင်းရဲ့အတွက်ကိန်းတွေမှားသွားတာပဲဝန်ချွမ်းကစတင်ကလေးကငါတို့ကိုမလိန်ခဲ့ဘူးငါတို့ကိုလိန်နာမင်းဆိုတဲ့ကောင်စုပ်ပဲပတ်စံဆက်ငါတို့ဖုံးမိသားစုရဲ့ငါအေကတတိပင်တွေရဲ့စည်ရင်ကိုအခုပဲရှင်းပေးဒါဝန်ကြီးရွာကနေထွက်သွားနောက်ဆိုမင်းတို့လိုလူမျိုးငါတို့ရွာတဲ့ခြေတလန်းမှမနှင်းနဲ့တော့ဝန်ချွမ်းတောင်းပန်ပါတယ်ငါ6ချက်စည်းကြီးတာကိုတမ်းမှတ်ပြီးထောင်ထဲရောက်သွားတာတရွာလုံးကငါနဲ့အတူစောင့်ခိုင်းခဲ့မိတယ်မင်းသာမရှိရင်ငါကတရွာလုံးရဲ့ပြစ်မှုကျူးလွန်သူဖြစ်သွားပြီမမဒါတွေမပြောပါနဲ့တော့ဈေးကြီးရမယ်ဆိုတဲ့အကွက်ထဲမှာဘယ်သူမှမဆိုကြားရောက်သွားနိုင်တာပဲနောက်ဆိုရင်ငါတို့အားလုံးဒီသင်ခန်းစာကိုမှတ်ထားလိုက်ရင်ရပါပြီမင်းတို့နောင်တရလိမ့်မယ်စောင့်ကြည့်ထားလိုက်နောင်တရတယ်ဟုတ်လားမင်းငါတို့ကိုကျင်းထည့်လို့မရတော့လို့မင်းနောင်တရတာမလားထွက်သွားဘဝတစ်ခုမှာသူကမကင်းစင်တဲ့အကျိုးအမြတ်ကိုမမောခဲ့ပြီးငါကတော့ကူညီပေးတဲ့အပေါင်းမှာဖြစ်ခဲ့တယ်ဒီတစ်ချိန်မှာတော့သူအလကားကားလွတ်နဲ့ပြန်သွားရပြီငါလည်းဒီတစ်သီးတွေကိုအလကားပုတ်တော့မသွားစေခဲ့ဘူးပေါ့ရွာသူရွာသားတို့ရေတခုပြောချင်လို့စကားခဏလောက်နားထောင်ပေးကြပါဦးဒီ2000ခွဲကိစ္စကိုဒီတဒနာတစ်ခုလုံးကိုငါမင်းဝန်ချွမ်းတယောက်တည်းပတ်စံယူပြီးမိုက်မဲမဲလုပ်ခဲ့တာပါငါဖေကဘာမှမသိပါဘူးသူမနေ့ကရွာတရွာလုံးရှိမှငါအတွက်အာမခံပေးခဲ့တာကလိမ့်လေသူတွေနဲ့တစတဲမို့လို့မဟုတ်ပါဘူးငါကိုတူတာမို့လို့ယုံကြည်ပေးခဲ့တာပါဆဲချင်ရင်ငါတယောက်တည်းကိုပဲဆဲကြပါငါဖေကတသက်လုံးရိုးရိုးတသားနေလာခဲ့တာရွာထဲကဘသူစီကမှတပြားမှမလိမ်ခဲ့ဘူးပါဘူးသူ့ရဲ့တန်ရှင်းစင်ကြယ်မှုကဒီကိစ္စနဲ့လုံးဝမဆိုင်ပါဘူးမင်းညကကိစ္စမှာဘသူတွေတောင်ပေါ်တက်ခဲ့လဲဘသူတွေမတက်ခဲ့လဲဆိုတာအားလုံးသိပါဒီကောင်အမားကြီးမားခဲ့တာမှန်ပေမဲ့နောက်ဆုံးကျတော့သူ့တက်နဲ့လဲပြီးငါတို့ကိုမိုးကြီးတွေကနေပြန်ကယ်ထုတ်ပေးခဲ့တာပါသူ့ဖေတန်ရှင်းနေဆိုတာငါရှိုးပင်ပထမဆုံးတက်တည်ထွက်ပေးတယ်ဝန်ကွေးရဲ့တသက်လုံးရိုးသားခဲ့တဲ့စရိုက်ကိုဘသူမှဖျက်ဆီးလို့မရဘူးတန်ဖိုးမရှိတော့ဘူးတွေးထွက်အောင်ဒူးထောက်ပြလဲပုတ်သွားတဲ့အသီးတွေကိုပြန်ကောင်းအောင်လုပ်လို့မရတော့ဘူးပြိုပင်ငါကိုအကုန်ပြောပြပြီးပါပြီမနေ့ညကမင်းစိတ်မမတို့အိမ်ကအသီးတွေကိုအရင်သွားဆုပ်ပေးခဲ့တာမဟုတ်လားငါတို့အသီးတွေကိုအရင်မဆုပ်ပေးဘဲနဲ့လေစိတ်မမတို့အိမ်ကအသီးတွေကစောစောပြုတ်ကြတာရေရှည်ထိခံတာမဟုတ်ဘူးအဖေတောင်းပန်ပါတယ်ငါလက်တွေတောင်ဒီလိုဖြစ်သွားတာပဲတကယ်တမ်းအရေးကြီးတဲ့အချိန်ကျတော့မင်းကိုမနေခဲ့ဘူးမင်းအဖေရဲ့မျက်နှာကိုမပျက်စီးစေခဲ့ဘူးအဖေကြည့်ပါဦးချင်းဖြူတွေကအသီးတွေကိုအွန်လိုင်းပေါ်တင်လိုက်တာဈေးနှုန်းကစုံဌာနအုပ်ရဲ့ပါဇက်ထဲက6ရွမ်ထက်ပိုခိုင်ပါတယ်ဒီပတ်စံကတန်တန်ရှင်းရှင်းနဲ့တပြားမှမလိုပဲအကောင့်ထဲရောက်လာတာပါခိုင်ပါတယ်စိတ်ချရတယ်ဒါမှတကယ်စီးပွားရေးအစ်စ်ပါပဲနောက်နှစ်ကျရင်ဒီတကွင်းလုံးငါတို့လီဌာနအုပ်နဲ့စာချုပ်ချုပ်ချုံမယ်စီကံအတိုင်းတွားကြမယ်စီကံအတိုင်းပဲ
ချင်းဖြူတွေကအတီးအပြည့်တွေကိုအွန်လိုင်းမှာတင်လိုက်တာစူပါမားကတ်မှာဈေးကောင်းရခဲ့တယ်ချင်းဝါတွေကတီးကောင်းတွေကိုတော့စမ်းတစ်တီးတက်စီယုံရောင်းချပွဲတွေမှာထက်ဝက်မကပြန်ရောင်းနိုင်ခဲ့တယ်ရေစိမ်ထားတဲ့အသီးတွေကိုစစ်ဆေးပြီးအချိုရည်ချက်ဖို့ရောင်းလိုက်တာရင်းနှီးထားတဲ့ပတ်စံတချို့ပြန်ရခဲ့တယ်ဒီနေ့ကစပြီးငါတို့ရွာကအသီးတွေကိုလီထာနာအုပ်ရဲ့စီကံအတိုင်းပဲသွားမယ်စာချုပ်ကြိုးကြုံမယ်အချိုတက်လိုက်တန်းစီစုံမယ်အရေးသွင်းတဲ့ယုံကြည်မှုအတိုင်းအဆင့်ခွဲရောက်မယ်ဘသူမဆိုပါဇက်ထဲကဈေးကောင်းပေးတဲ့စာချုပ်အတူတွေနဲ့လာရှုပ်ရင်ငါတို့တူတူတန်ခံရမှာမိမိဘာသာတာဝန်ယူရမယ်ရွာဥက္ကဋ္ဌကမင်းကောတာဝန်ယူပေးမှာမဟုတ်ဘူးဒီစက်ကူစုပ်ကူဘာလို့တင်ထားသေးတာလဲမီရှိုးပြလိုက်ပါတော့လားမရှိုးပါဘူးငါကူကတတိပေးဖို့တင်ထားတာပါတချို့အမားတွေကမိုးထဲမှာပုတ်သွားတဲ့အသီးတွေလိုပဲတကယ်ပြန်ပြင်လို့မရတော့ဘူးဒါပေမဲ့လူရှိသေးရင်နေကြီးရှိသေးရင်နောက်နှစ်ကျရင်အသီးတွေပြန်ဆွလို့ရသေးတာပဲဒီကောင်းစီမှာသွားကူပေးလိုက်ပါအလေးချိန်ချိန်တာကစလို့အချို့တိုင်းတာအထိသွားတင်ယူခက်ဖြောင်းဖြောင်းပဲပတ်စံရှာမင်းအမေရဲ့စေဖို့မင်းညီမရဲ့ចောင်းစရိတ်နည်းနည်းစီရှာသွားပါမလို့ပါနဲ့ဝန်ချွမ်းကိုကျေးဇူးပါပဲအဲ့ဒီနေ့ကငါနည်းနည်းလေးမသွားခဲ့ရင်ငါသိပါတယ်ငါလျှောက်ခဲ့တဲ့လမ်းဟောင်းအတိုင်းမင်းထပ်မလျှောက်ရင်ရပါပြီအတီးဆိုင်တာတဘာဝကိုအားကိုးရပေမဲ့လူတွေအတီးရောက်ရတာကတော့သစ္စာတရားကိုအားကိုးရတာပါ